สวัสดีครับအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကိုဖြိုးပါစမူစာခွန်စိတ်ရုံကစကားပြန်ဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကနေပြီးတော့ကျွန်တော်သတင်းကောင်းလာပြောပြတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ထိုင်းနိုင်ငံမှာကလေးမွေးဖွားထားတဲ့မိခင်တွေအတွက်ပေါ့နော်မိမိရဲ့ကလေးတွေကိုမွေးကင်းစားနေပြီးတော့9နှစ်ထိကျမကြီးကတ်တွေပြုလုပ်ပေးနေပါတယ်ခင်ဗျာကျမကြီးတက်လို့ရတဲ့နေရာကတော့ဝက်ပန်ပါစိတ်ရုံမှာဖြစ်ပါတယ်ခင်ဗျာနော်တက်လို့ရမယ့်နေ့ရက်ကတော့တင်းနှင်းလာနဲ့အင်္ဂါ2ရက်ဖြစ်ပါတယ်ခင်ဗျာအရင်တော့ကတော့ကျွန်တော်တို့တင်းနှင်းလာနေပြီးတော့တောက်ကြနေထိပြုလုပ်ပေးပါတယ်အခုဆိုရင်ကျွန်တော်တို့2ရက်ပဲလုပ်ပေးပါတော့တယ်ခင်ဗျာတင်းနှင်းလာအင်္ဂါ2ရက်တလုံးအောင်ပဲဖြစ်ပါတယ်။တလုံးတဲ့အခါကျလို့ရှိရင်ယူဆောင်သွားရမယ့်စာရွက်စာတမ်းတွေကတော့ကလေးရဲ့မွေးစင်းစာရွက်စာတမ်းရဲ့အဖေမေစာရွက်စာတမ်းတွေယူဆောင်သွားရမှာဖြစ်ပါတယ်။အဖေတော့မဟုတ်အမေကတော့လိုက်သွားဖို့တော့လိုအပ်ပါတယ်ခင်ဗျ။ကုန်ကြစရိတ်ကကျတော့360နဲ့5ဘတ်ဖြစ်ပါတယ်ခင်ဗျ။ဝက်ပန်ပါစေးရုံကိုဘယ်လိုသွားရမလဲမသိတဲ့သူတွေအတွက်ဒီဗီဒီယိုလေးအောက်လေးမှာကျွန်တော် link လေးချပေးပါတယ်ခင်ဗျ။အဲ့ဒီ link လေးကိုထောက်ကြည့်ပြီးတော့သွားလို့ရပါတယ်နော်။ဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့အကျိုးရှိတယ်ဆိုရင်ဒီထိုင်းနိုင်ငံရောက်နေတဲ့ကလေးတွေအတွက်ပေါ့နော်ကျမကြီးကစေုံတစ်ခေါက်သွားလို့ရှိရင်ကုန်ကြစိတ်တွေမများရဖို့အတွက်ပေါ့နော်30ဘတ်ပဲကုန်ရအောင်ကျွန်တော်တို့ဒီ video file လေးကြည့်ပြီးလို့ရှိရင် wide share ပေးကြဖို့တောင်းဆိုပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာမင်္ဂလာပါ